လက်စတာစီးတီးအသင်းနဲ့စာချုပ်သက်တမ်းတိုးခဲ့ခြင်းမရှိတော့တဲ့တိုက်စစ်မှုဂျေမီဗာဒီကစားသမားဘဝအနားယူမှာမဟုတ်သေးဘူးလို့သိရပါတယ်စောပိုင်းမှာတော့အသက်38နှစ်အရွယ်ရှိပြီဖြစ်တဲ့ဗာဒီယိုလက်စတာထွက်ခဲ့ချိန်မှာကစားသမားဘဝအနားယူမယ်လို့ပြည်သက်တွေအများစုကထင်ထားကြတာပါဖာရီယာလက်စတာစီးတီးအသင်းရဲ့ကန်လွင်ကစားသမားတူဖြစ်ပြီးဒီအသင်းမှာ73နှစ်ကြာကစားခဲ့ပါတယ်ပွဲပေါင်း900ကစားခဲ့ပြီးသွင်းဂိုး200သွင်းယူပေးနိုင်ခဲ့တယ်လို့လက်စတာစီးတီးအသင်းရဲ့သမိုင်းတစ်လျှောက်ပထမဆုံးအချိန်ပရီးမီးယားလိဖလားယူလဲယူနိုင်ခဲ့တဲ့သူဖြစ်ပါတယ်ဒါပေမဲ့လက်ရှိမှာဗာဒီကတော့သူ့အလိုရှိနေတဲ့အသင်းတွေစီသွားကစားဖို့ပြင်ဆင်နေပါတယ်ဂျေမီဗာဒီယိုမေဂျာလိကလပ်နယူးယောက်ဂရပ်အသင်းနဲ့ချာလော်တီအသင်းတို့ကစိတ်ဝင်စားနေကြပြီးဒီအပြောင်းရွှေ့အတွက်လည်းဂျေမီဗာဒီရဲ့စတင်းဖြစ်သူနဲ့ဆွေးနွေးမှုတွေပြုလုပ်နေကြပါတယ်ချာလော်တီအသင်းရဲ့လက်ရှိနီးပြစမစ်ဟာချိန်တုန်းကလက်စတာစီးတီးမှာနီးပြခဲ့မှုတဲ့သူဖြစ်တာကြောင့်ဗာဒီနဲ့လက်တွဲခဲ့ပူပါတယ်သူတို့နှစ်ယောက်ကြားထဲမှာလည်းယဉ်ကျေးတဲ့ဆက်ဆံရေးရှိနေသေးပြီးစမစ်ဟာပြီးခဲ့တဲ့ရာသီမတိုင်ခင်တည်းကဂျေမီဗာဒီကိုမေဂျာလိမှာလာကစားဖို့ခေါ်ခဲ့ပူတာပါဒါပေမဲ့လက်စတာစီးတီးအသင်းကပရီးမီးယားလိကိုပြန်ပြီးတန်းတက်ခွင့်ရခဲ့တာကြောင့်ဗာဒီယာလက်စတာနဲ့အတူလိုက်သွားခဲ့ပြီးမေဂျာလိကိုတော့မသွားဖြစ်ခဲ့ပါဘူးအခုအချိန်မှာတော့ဗာဒီယာအသင်းလက်မဲ့ဖြစ်နေသလိုလက်စတာစီးတီးအသင်းဟာလည်းချန်ပီယံရှစ်ကိုတန်းဆင်းသွားခဲ့ရပြီဖြစ်တာကြောင့်ဗာဒီကိုခေါ်ယူမဲ့စမစ်ရဲ့အစီအစဉ်ဟာဖြစ်နိုင်ချေရှိနေပါတယ်